ညမှာအာဆင်နယ်ပရိသတ်တွေအတွက်သတင်းကောင်းတစ်ခုရှိပါတယ်အားလုံးသောဘောလုံးပရိသတ်များမင်္ဂလာပါဗျဒီကျွန်တော်တို့အာဆင်နယ်ပရိသတ်တွေအတွက်သတင်းကောင်းလေးတစ်ခုရှိပါတယ်ဒါကတော့ဘာလဲဆိုရင်ကျွန်တော်တို့မက်ကီယာတီတာကနေပြီးတော့ဒီနေ့မှာလွန်ခဲ့တဲ့9နာရီရထုတ်ပြောသွားခဲ့တာပါဒီသတင်းကတော့ကျွန်တော်တို့ရဲ့ညာဘက်နောက်ခံလူဂျူလီယန်တင်ဘာကလာမဲ့ဘန်လီနဲ့ပွဲမှာပြန်လည်ပါဝင်လာဖို့ရှိရလို့မက်ကီယာတီတာကဖွင့်ဟပြောကြားသွားပါတယ်ဒါကကျွန်တော်ဘောလုံးပရိသတ်တွေအတွက်လွန်စွာအာဆင်နယ်ပရိသတ်တွေကိုလုံးဝအားသင့်ပြီးတော့ပရှင်ဖို့ကောင်းတဲ့အားသေးတစ်ခွက်ပါပဲဘာလို့လဲဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲတွေမှာတွေ့ရှိခဲ့ရတယ်ဘန်ဝိုက်အစားထိုးပြီးတော့ပါဝင်ကစားခဲ့တယ်ဒါပေမဲ့ချိုးဟာလီကလေးပွင့်လေးတွေပြောရရင်အားနေတဲ့ပိုင်းတွေဘန်ဟိုက်မှာတွေ့လာရတယ်ခုတော့အမှားလေးတွေလည်းပါလာတယ်ခုတော့အဲ့တော့မတော်မဲရှိပဲချမ်းကဒူကာရိုဆာကာနောက်ဘက်ထိပြန်ပြီးတော့ဘောလုံးရှင်းရွာတာတွေကာကွယ်ရတာတွေပါရှိလာတယ်ဒါတော့ကျွန်တော်တယောက်ထဲရဲ့အမြင်ပေါ့နော်အဲ့နောက်မှာဘန်ဟိုက်ကအစင်ပြေလို့မော်စကရီယာနဲ့တွဲ3ရအောင်လဲမော်စကရီယာရတော့နည်းနည်းလေးတယ်ဗျသူကလည်းသူ့ရဲ့အားသာချက်ကတော့ဘိုခန်းစစ်ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ဘန်ဟိုက်တော့ပေါ့ပွားရမရှိဘူးပေါ့နော်ကျွန်တော်တော့မရှိဘူးပေါ့အဲ့တော့ကျွန်တော်ကြိုက်ဆုံးညာနောက်ခံလူကတော့ဂျူလီယန်တင်းမလို့ပဲပြောလို့ရမယ်ဗျသူပြီးခဲ့တဲ့အေဗာတန်နဲ့ပွဲတော့ကခြေကျင်တဲ့ဒဏ်ရာရရှိပြီးတော့နားသွားခဲ့တာအခုတက်ရှိတီးပဲပေါ့နော်အဲကြောင့်ဒီနေ့မှာတော့မီကယ်အာဒီတာပြန်လဲဖွင့်ပြချသွားတယ်ပေါ့လာမဲ့အိမ်ဝင်းမှာဘန်လီဝဲဧည့်သည်ဖြစ်ခံပြီးတော့ကစားရမယ့်ပွဲမှာဂျူလီယန်တင်မအနေနဲ့ပြန်လဲပါဝင်ကစားရမယ်လို့ကျွန်တော်တို့သတင်းရထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဂျူလီယန်တင်မပြန်ပါလာမယ်ဆိုရင်ကလေးကကျွန်တော်တို့ညာဘက်ချမ်းတောင်မန်ကနည်းနည်းလေးအားသာချက်တစ်ခုဖြစ်လာခဲ့ပြီးတော့နောက်ဖက်ချမ်းမှာလည်းဘလုံးတော့ကြီးကျွန်တော်တို့ရှိရပေါ့နော်နောက်တောင်မှန်အတွက်ကိုပေါ့သူနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကိန်းဂဏန်းလေးကြောင့်ပြောရအောင်ဗျဂျူလီယန်တင်မာကဆက်ဆောင်ရပွဲပေါင်း12ပွဲအထိလာချော်ခဲ့တာဖြစ်ပြီးတော့တကယ်အောင်မြင်မှုအများဆုံးအချိန်90နဲ့ဂျူလီယန်နိုင်ရမှုစတုထအများဆုံး190ချိန်အထိသူရရှိထားတာဗျအဲ့တော့ဒီ stat တွေရကြည့်မယ်ဆိုရင်ခန်းစစ်ပိုင်းမှာကြောက်ဆောင်လို့မာကျော်ရလို့ပြောလို့ရတယ်ဘန်ဂျန်နဲ့ခရစ်စတီပွဲနှစ်ပွဲလုံးကိုမဖြစ်မနေသူပါဝင်လာနိုင်လို့ရှိရင်ကျွန်တော်တို့ရဲ့အားစိတ်တစ်ခုပေါ့နော်ဒီပရီးမီးယားလိဖလားကြီးကိုတေချာပေါက်စုခိုးနိုင်မယ်လို့ကျွန်တော်တို့ညှမှန်းလို့ရတယ်ပေါ့ရှေ့မှာလည်း PSG နဲ့ကစားချန်ပီယံလိပွဲရတယ်ရှိနေတော့ခုလိုမျိုးဂျူလီယန်တင်မှာပြန်ပါလာမယ်ဆိုတဲ့သတင်းကကျွန်တော်တို့တော့အားစိတ်တစ်ခွက်ပါပဲဒီရဲ့ right back ကအန်ဒီတဲ့ကစားပုံကိုဘယ်သူမှမမီဘူးဗျပြောရလို့ရှိရင် Rice to Moscow ရတော့ပြန်ပါသူ့နေရာမှာအစားထိုးပြီးတော့ကစားနိုင်တယ်ဆိုပေမဲ့သူတော့အဆင်မပြေခဲ့ဘူးဗျာဒါကျွန်တော်အကြောက်ထဲအမြင်ပါနော်ပြည်သက်တို့နဲ့တော့ဒူချင်းမလည်းတူမယ်ပေါ့နော်အဲ့တော့သူဒီလိုပွဲကြီးပွဲကောင်းတွေမှာတင်းမကိုလည်းပြန်ဝင်ပါဝင်ကစားနိုင်မယ်ဆိုတာကိုကျွန်တော်တို့ကြည့်ရတာဆိုတော့ဒီပရီးမီးယားလိဖလားချန်ပီယံလိကိုတပည့်အောင်ပွဲခံနိုင်မလားဆိုတာတော့ကျွန်တော်တို့အခြေအနေပေါ်မှာဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျ